စ္စာတရားကိုကိုယ်ွယ်သူတွေချစ်ဟာဘဝမှာလေးရောက်စဉ်တစ်ခုပါယုံကြည်ချက်ကိုစုခံရင်သစ္စာမဲ့သူတွေအချစ်ဟာကစားစရာတစ်ခုလိုပဲတန်ဖိုးမဲ့ဒီချစ်ချင်းမှတွေ့ပြခဲ့ယုံကြည်ထားသမျှအရာတိုင်းပဲတို့ရိုင်းနဲ့ကြပြစီလဲတခါတရံချစ်ဟာကြည်နူးစရာတခါတရံချစ်ဟာကြေကွဲစရာတခါတရံလေးအာယုံဥပမာတခါတရံမျက်ရည်တွေနဲ့ကြပြတခါတရံချစ်ဟာလေးညမှာတခါတရံချစ်ဟာမုန်တိုင်းမှာကတရားဖြူနေမဲ့ဝဲပြနေမှာချစ်ချင်းရဲ့သစ္စာဆိုးနဲ့ကောင်းတွန်တွဲနေတယ်လို့ပဲအချစ်နဲ့အမုန်းဟာတလဲစီကြုံရမှာဘယ်ရမှလည်းမြဲမရှိဘူးချစ်တာချစ်ဟာမုန်းကိုကြားမုန်းလို့မြောက်ရင်အချစ်တာကြံ့ရဲ့မှာချစ်နာချစ်ကိုပေးဝေတော့